ပြည်တဲ့နိုင်ငံကကျုံးပိတ်သွင်းမှာဘယ်လိုတော့လဲဘယ်လိုလုပ်လဲဆိုတဲ့ Veronica ရဲ့ဒီနေ့တဘလို့လေးကိုစိတ်မစားတဲ့ဆိုလို့ရှိရင်တော့အဆုံးထိလက်ကြည့်ပေးကြပါအောင်ရှင်ဟုတ်ပါတယ်အခုဆိုပြင်သစ်မှာနေဥချနာပပိတ်ပြီပေါ့နော်အဲ့ဒီတော့တွင်ဘာမှလည်းလုပ်ဆက်မရှိဘူးဆိုတော့ဒီတခါမှမတော်ဘူးတဲ့ museum ကိုတော့ခဲ့ပါတယ်ဒီ museum ကိုတော့ဖို့ရန်အတွက် funicular လိုက်လို့စီးပြီးမှတော့ရပါမယ်ဒီဟာကGerman Museum of Jungfraujoch လို့ခေါ်ပါတယ်ဒီနေရာက AD 100လောက်ကလေးရရှိတာဆိုတော့အခုဆိုရင်နှစ်နေရာကျော်ပြီပေါ့နော်လူတွေပြောကြတဲ့ဒီနေရာကအရင်ကလူတွေရှိုးကြည့်တဲ့နေရာပေါ့နော် imagine ဒီနေရာမှာလူတွေပြေးထိုင်နေပြီးရှိုးကြည့်တယ်ဆိုရင်ဘယ်လိုတောင်ခံနိုင်မလဲနော်ဒီအပေါ်ကိုတရားဖို့အတွက်မနေတရားတယ်ပေါ့နော်တော့အရာလေးမြင့်နေဆိုတော့အခုကြည့်ရင်တော့ပစ္စည်းသွားတယ်လို့မျိုးဖြစ်နေပေမဲ့သူရဲ့ vibe ကတော့ no still အရာနဲ့မှမိုက်နေတော့မယ် honestly ငါတော့အရာနဲ့မှကြိုက်ခဲ့ပါတယ်好不？弟妹，哎，这个，这个来，喂，在那讲讲，这样。အားလုံးကြည့်ပြီးဆိုတော့စားရှာတွေစားပြီးတော့ခဏနားတယ်ပေါ့နော်ပြီးတော့မှဒီလီမြို့ရောက်နေတော့တွားနေကြအာရှစိတ်ကိုတွားတယ်ပေါ့နော်ဒီအာရှစိတ်ကတရုတ်စိတ်ပေါ့နော်အထဲမှာအဆုံရှိပါတယ်ကျမကတော့ဝင်ချင်းကျမအချိတ်ဆုံးဘောက်ပူချီလေးကောက်ယူခဲ့ပါတယ်အင်ဒိုပစ္စည်းတွေကိုလည်းအကုန်လုံးဝယ်ပြီးဆိုတော့ညဆဆဖို့ရတဲ့ Pavilion d'Or restaurant ကို family တွေအနေနဲ့တွားစားဖြစ်တယ်ပေါ့နော်ဒီ restaurant မှာကစားစရာအကုန်လုံးရှိတယ်ပေါ့နော်ကြိတ်တလောက်စားcake တွေရောပြီးတော့ fruit တွေရောဆူချင်တွေရောအကုန်လုံးစားပေါ့နော်မင်းကြိုက်တလောက်စားပြီးမှတယောက်ကိုနေမှာ25 euro ပေါ့နော်ဒီ site ကိုလာတော့အရာနဲ့မှတန်သွားပြီပေါ့နော်အဲ့တော့စားလို့ပြီးတော့ပြီးဆိုတော့အိမ်ပြန်ပါမယ်အိမ်ပြန်ဖို့ရအတွက်မက်ထရိုတွေပြန်စီးပြီးမှဒီဘတ်စကားတွေပြန်စီးရတယ်ပေါ့နော်ခုဆိုနေနေ8နာရီခွဲပြီးဆိုတော့နည်းနည်းတော့မိုးချုံနေပြီပေါ့နော်ဗီဒီယိုလေးကတော့ဒီမှာပဲရေးလေးပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်